One Piece anime ကိုတော့ anime fan တော်တော်များများမကြည့်ဘူးဆိုရင်တော့သိကြမှာပါဒါကြောင့်မလို့ series အကြောင်းကိုထွေထွေတူတူပြောမနေတော့ဘဲနဲ့ One Piece ရဲ့ character တယောက်ဖြစ်တဲ့ Roronoa Zoro ရဲ့ဓာတ်သုံးလက်အကြောင်းကိုပြောပြပေးသွားပါမယ်ပထမဆုံးကတော့ Wataru Ichimonji ပါဒါ Zoro ရဲ့ငယ်တငယ်ချင်း Kunai ရဲ့ဓာတ်ဖြစ်ပြီးတော့သူမကွယ်လွန်ပြီးရဲ့နောက်မှာ Zoro ကဆရာဖြစ်သူစီကနေတောင်းခံခဲ့တာပါဒီဓာတ်က series အစကတည်းက Zoro ကန်ဆောင်လာခဲ့ပြီးတော့သူ့ဘဝမှာအမြဲတမ်းပါရှိနေတဲ့တခုတည်းတော့ထားပါမိဟာနဲ့တိုက်ပွဲမှာ Zoro ရဲ့တခြားတားနှက်ကျိုးသွားခဲ့ပေမဲ့ Wataru Ichimonji ကတော့မကျိုးခဲ့တဲ့ခိုင်ခန့်မှုကိုတက်တည်ပြခဲ့ပါတယ်ဒါဟာ Zoro ရဲ့ဂရီကိုကိုစားပြုရတာလည်းဖြစ်ပါတယ်ဒုတိယတလက်ကတော့နာမည်ကျော်စန်တိုင်ကထဲစုပါlockdown မှာ Zoro ကဈေးပေါ်ပေါ်နဲ့ဝယ်ယူခဲ့တာပါဒီဓာတ်ဟာကျင်းသားတစ်ဓာတ်အဖြစ်နာမည်ကြီးပြီးတော့အရင်ကိုင်းဆောင်တို့နဲ့တည်ဆုံးခဲ့ကြပါတယ်။ Zoro ကဒီဓာတ်ရဲ့ကျင်းသားကိုစမ်းတက်ဖို့ဓာတ်ကိုအပေါ်မြောက်ပြီးသူ့လက်ပြက်မပြက်ကန်ဆန်းခဲ့ပါတယ်။ဓာတ်ဟာသူ့လက်ကိုမကြည့်ပဲကြော်သွားခဲ့လို့ Zoro ရဲ့ကံကိုဓာတ်ဟာအတိမဲ့ပြုတ်ခဲ့တာပါ။ဒီဓာတ်ဟာတွေးစားတတ်ပြီးတိုက်ပွဲမှာထိန်းချုပ်ရခက်ခဲတဲ့ဘောမှာရှိပါတယ်။တတိယနဲ့အစွမ်းတက်ဆုံးဓာတ်ကတော့ Enma ပဲဖြစ်ပါတယ်။ဒီဓာတ်ကို Wano Akuma Danaila Samurai Kozuki Odan ရဲ့ဓာတ်ဖြစ်မိတ်ဆက်ခဲ့တာပါ။ Zoro က Shisui ကို Wano ပြည်သူတွေကိုပြန်ပေးခဲ့တဲ့အတွက် Odan ရဲ့သမီး Hiyori ကဒီ Enma ကိုလက်ဆောင်ပေးခဲ့တာပါ။ Enma ဟာကိုင်ဆောင်လူရဲ့ Busoshoku Haki ကိုအတင်းအဓမ္မစုပ်ယူတတ်တဲ့ဓာတ်ပါ။အစွမ်းမရှိတဲ့လူကိုင်ရင်၆ကပ်ပြီးတေဆုံးနိုင်ပေမဲ့ Zoro ကတော့သူ့ရဲ့ပြင်းထန်တဲ့ Haki နဲ့ထိန်းချုပ်နိုင်ခဲ့ပါတယ်။ပြီးတော့ဒီဓာတ်ဟာကိုင်ရိုရဲ့ခိုင်မာတဲ့အယူကိုထိုးဖောက်ပြီးတန်ရာပေးနိုင်ခဲ့တဲ့ရှားပါးဓာတ်တက်လည်းဖြစ်ပါတယ်တကယ်လို့ Zoro ရာဒီဓာတ်သုံးလက်ကို Black Blade အဖြစ်ပြောင်းလဲနိုင်ခဲ့ရင်သူကကပတ်အကောင်းဆုံးသားသမားဖြစ်သွားမှာပါ Alright guys ဒီနေ့တော့ဒီလောက်ပါပဲနောက်လဲ movie character တွေရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုပြောပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ channel လေးကို subscribe လုပ်ခဲ့ပေးပါဦးဗျ